အားလုံးမင်္ဂလာပါ Recap Moving Recap မှာပြန်လဲကြိုဆိုလိုက်ပါတယ်Air Prime ဂျိုပေါ်တွင်ဓာတ်အမြင့်ရှိခန္ဓာကိုယ်သိငယ်သောတားရဲတစ်ကောင်သည်လေ့ကျင့်မှုပြုလုပ်နေပါတယ်သူသည်ကိရိယာမျိုးစုံသုံး၍ခရီးနှင်လာပြီးဂူတစ်ခုအတွင်းသို့ရောက်သောအခါသူ၏စကန်နာကနီးနားတွင်သူ့ကိုရှိနေကြောင်းပြသပါတယ်ဓာတ်ကသူ့နောက်ပြန်လဲ၍ဓာတ်ဖြင့်တိုက်ခိုက်ရာကွေးကအချိန်မီကာကွယ်နိုင်ခဲ့ပါတယ်ညီကိုနှစ်ဦးတိုက်ပွဲဖြစ်ပွားပြီးကွေးကဓာတ်ကိုဘူ၏အနေအထားကိုအသုံးချရန်တတိပေးရင်းလောင်ပြောင်တိုက်ခိုက်လိုက်ပါတယ်အပြန်အလှန်တိုက်ခိုက်ပြီးနောက်ကွေးကဓာတ်ကိုအနိုင်ရရှိသွားတော့လဲသူ့ကိုမတတ်ခဲ့ပါဘူးဓာတ်ကအရှုံးမပေးသောအခါကွေးကသူ့ကိုရဲနေသောကြောက်တိုင်ကိုဖျက်ချလိုက်သဖြင့်ဓာတ်သည်ချောင်းထဲသို့ပြုတ်ကျသွားပါတယ်သို့သောအရန်ကိုတွယ်ကက်ရဲ့အသက်ရှင်ခဲ့ပြီးအပေါ်သို့ပြန်တက်ခါကွေးကိုထပ်မံတိုက်ခိုက်တာပါနောက်ပိုင်းတွင်ညင်ပေါ်၌ကွေးကဓာတ်ကိုအေယာမျိုးနယ်စုတွင်နေရာရရန်အတွက်တားကောင်တစ်ခုရွေးချယ်ရန်ပြောလိုက်ပါတယ်ဓာတ်ကသေမင်းဂျိုဟုလူသိများသောဂျန်နာဂျိုကိုတွား၍မတင်နိုင်သောတားရဲ့ကက်လစ်ကိုအမဲလိုက်ချင်သည်ဟုဆိုလိုက်ပါတယ်ဟိုသားရဲ့ကိုသူတို့၏ဖခင်ကပင်ကြောက်ရွံ့သောကြောင့်ဓာတ်ကသူ့အဖေ၏အထင်သေးမှုကိုခြေဖြတ်ရန်တွားလိုခြင်းဖြစ်ပါတယ်ကွေးကသဘောမတူတော့လဲဓာတ်ကဂရိတက်စာပြုတ်လိုက်ပါတယ်ထိုအချိန်တွင်သူတို့ဖခင်နင်ဂျာပြန်ရောက်လာပြီးဓာတ်ကသူ့သွေးဖြင့်ဂါရဝပြုပါတယ်နင်ဂျာကဓာတ်အသက်ရှင်နေသည်ကိုအံ့ဩနေပြီးဓာတ်သည်အားအလွန်နည်းသဖြင့်တက်ပြည့်ရန်ကွေးကိုအမိန်ပေးထားသောကြောင့်ထုတ်ဖော်ပြောဆိုလိုက်ခါသို့သောကွေးကဓာတ်ကိုအခွင့်အရေးပေးခြင်းပါသေးတယ်ဒေါသထွက်နေသောနင်ဂျာကဓာတ်ကိုဖမ်းဆီးသည့်ကိရိယာဖြင့်ပြစ်ပေါက်တော်လဲကွေးကဓာတ်ကိုကယ်တင်ပြီးအာကာသယာဉ်ထဲသို့ပို့ဆောင်လိုက်ပါတယ်နင်ဂျာကပြစ်ခတ်တိုက်ခိုက်သဖြင့်ကွေးကဒိုင်းဖြင့်ကာကွယ်ပေးပြီးဓာတ်ကိုလွတ်မြောက်စေခဲ့ပါတယ်။ကွေးနှင့်နင်ဂျာတို့တိုက်ပွဲဖြစ်ပွားရာကွေးကသူ့ဖခင်ကိုလက်နက်ဖြုတ်နိုင်ခဲ့တော်လဲနင်ဂျာကကိုပြောက်စနစ်သုံး၍ပြန်လည်တိုက်ခိုက်ကကွေး၏လက်တစ်ဖက်ကိုဖျက်ပစ်ပြီးသူ့သားကိုဓာတ်ဖြင့်ထိုးလိုက်ပါတယ်။ကွေးသည်နောက်ဆုံးထွက်သက်တွင်သူ၏ညီဂျန်နာဂျိုတို့သွားနိုင်ရန်အာကာသယာဉ်ကိုနှိုးပေးခဲ့ပါတယ်။ဓာတ်သည်သတိလစ်သွားပြီးခဏအကြာတွင်နှိုးဆက်တန်ကြောင့်နိုးလာပါတယ်။အာကာသယာဉ်သည်အပြက်စီးများကြောင့်ပျက်စီးကဂျန်နာဂျိုပေါ်သို့အရှိန်ဖြင့်ပြုတ်ကျနေပါတယ်။ဓာတ်သည်ထိုင်ကုန်ဖြင့်အပြင်သို့ထွက်ခွာခဲ့ပြီးတောအုပ်ထဲသို့ပြော့ကျသွားသည်သူသည်တားရဲကိုရှာရန်ဆုံးဖြတ်ပြီးသူ့လက်နက်များကိုစစ်ဆေးလိုက်ပါတယ်ရုတ်တရက်နွယ်ပင်ကဲ့သို့ဒရဝါတကောင်ကသူ့လက်နက်တစ်ခုကိုလူယူသွားပါတယ်ဓာတ်ကတိုက်ခိုက်တော်လဲအခြားနွယ်ပင်များသောကသူ့ကိုဝိုင်းဝန်းတိုက်ခိုက်ပြီးမြေပြင်ပေါ်သို့ဆွဲချပါတယ်ဓာတ်ကလေးနှစ်များသုံး၍ခုခံကာကွယ်ခဲ့ပြီးနွယ်ပင်များကိုဓာတ်ဖြင့်ခုတ်ဖြတ်လိုက်ပါတယ်နွယ်ပင်များစွာပေါ်လာတော့လဲဓာတ်ကကြောက်ဆောင်ပေါ်သို့တက်ခါလွတ်မြောက်သွားပါတယ်ထို့နောက်ဒဏ်ရာကိုမြက်ထဲတွင်ဆေးကြောပြီးပောက်ကွဲစေတတ်သောအပင်တစ်မျိုးကိုရှာဖွေတွေ့ရှိသွားပါတယ်။ဟိုမှတစ်ဆင့်ရှေ့ဆက်သွားရာအနီရောင်အပင်များကြားတွင်ပိတ်မိနေသောတီရာအမည်ရှိအမျိုးသမီးတဦးကိုတွေ့ရပါတယ်။သူမသည်ဆိုင်းသက်တစ်ခေါ်ဆက်ရုပ်ဖြစ်ကြောင်းသိရပါတယ်။ဂျန်နာလင်းတစ်ကောင်ကအပင်များကိုကြောက်ခဲဖြင့်ပြစ်ရာအပင်များမှအစိတ်ဆူးများထွက်လာပါတယ်။ဓာတ်သည်ထိုဆူးများထိမှန်ကမူးဝေလာတော့လဲတီရာကဓာတ်ဤဓာတ်ကိုယူ၍လင်းတာကိုတပ်ပစ်လိုက်ပါတယ်။နောက်ပိုင်းတွင်တီရာကဓာတ်ကိုစေးတိုက်၍ကယ်တင်ခဲ့ပါတယ်။တီရာသည်ခန္ဓာကိုယ်အောက်ပိုင်းမရှိတော့တော့လဲသူမကိုကဲလစ်စီတို့လမ်းပြအဖြစ်ခေါ်သွားရန်ဓာတ်ကိုနားချခဲ့နိုင်ပါတယ်။သူတို့ခရီးသွားစဉ်အက်စစ်ပတ်သောတီကောင်များနှင့်ကြုံတွေ့ရပြီးဓာတ်ကတီရာကိုကြောပို့၍ပြေးသွားခဲ့ရပါတယ်။ညဘက်တွင်စခန်းချနားနေစဉ်တီရာကသူမ၏အတိတ်အကြောင်းနှင့်အခြားဆက်ရုပ်တက်စာအကြောင်းကိုပြောပြပါတယ်။တစ်ဖက်တွင်တက်စာသည်ပြန်လည်ပြင်ဆင်မှုခံယူနေပြီးဓာတ်ကိုချိန်ချောက်မှုအဖြစ်သတ်မှတ်ကာတီရာကိုကယ်တင်ရန်ထွက်လာပါတယ်။နောက်တစ်နေ့တွင်ဓာတ်ကအမဲလိုက်ရဲ့ဘတ်ဟုအမည်ပေးထားသောဒရဝါငယ်လေးတစ်ကောင်နဲ့တွေ့ဆုံပါတယ်။သူတို့သည်ဘိုင်ဆန်ကောင်ကိုလိုက်အမဲလိုက်ရဲ့လူနာဘတ်အမည်ရှိဒရဝါကြီးဖန်းဆင်းကြီးကိုခံရတော့လဲဘတ်၏အကူအညီဖြင့်လွတ်မြောက်ခဲ့ပါတယ်။တက်ဆာနှင့်သူမ၏အဖွဲ့သည်ဓာတ်၏ရင်ကိုတွေ့ရှိသွားပြီးဓာတ်နှင့်တီရာတို့သည်ခရီးဆက်ရင်ပျက်စီးနေသောအခြေဆိုင်စကန်သို့ရောက်ရှိသွားပါတယ်။ထိုနေရာတွင်တီရာကသူမ၏ခြေထောက်များကိုပြန်လည်တက်ဆင်လိုက်ပါတယ်။တီရာကသူမအဖွဲ့ကိုအချက်ပေးထားသဖြင့်ဓာတ်ကိုထွက်သွားရန်ပြောတော့လဲဓာတ်ကညှင်းဆိုလိုက်ပါတယ်။ထိုအချိန်တွင်ကဲလစ်တာရဲကြီးပေါ်လာပြီးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားပါတယ်။ကဲလစ်သည်ခန္ဓာကိုယ်ပြန်လည်ရှင်သန်နိုင်စွမ်းရှိတော်လဲဓာတ်ကညံသုံး၍၎င်း၏ခေါင်းကိုဖျက်ချနိုင်ခဲ့ပါတယ်။သို့သောတာရဲကမသေးဘဲခေါင်းပြန်ဆက်သွားပါတယ်။ထိုအချိန်တွင်တက်ဆာရောက်လာပြီးဓာတ်နှင့်တာရဲကိုအေးခဲစေသောဘုံဖြင့်ပစ်ခါဖမ်းဆီးသွားပါတယ်။ဓာတ်နိုးလာသောအခါစမ်းသပ်ခံနေရပါတယ်
တီတာကသူ့ကိုကယ်တင်ရန်စ조사ပြီးတက်ဆာနဲ့အခြေအတင်ဖြစ်ကြပါတယ်နောက်ဆုံးတွင်တီတာကဓာတ်ကိုလွတ်ပေးလိုက်ပြီးဓာတ်ကရေတခွန်ထဲသို့ခုန်ချကာလွတ်မြောက်သွားပါတယ်ဓာတ်သည်တဘာဝလက်နက်များကိုအသုံးချ၍ပြန်လည်တိုက်ခိုက်ရန်ပြင်ဆင်ပါတယ်ဘတ်သည်ကဲလက်စီရင်သွေးဖြစ်ကြောင်းသူသိရှိသွားပါတယ်ဓာတ်ကတီတာကိုပြန်လည်ကယ်တင်ရန်အခြေစိုက်စကန်သို့ကျူးကျော်ဝင်ရောက်လာပါတယ်ဓာတ်နှင့်ဘတ်တို့သည်ဆက်ရုပ်ဆောင်ချက်များကိုနှိမ်နင်းပြီးတီတာကိုကယ်တင်ပါတယ်ဓာတ်နှင့်တီတာတို့ပြန်လည်ပူးပေါင်းပြီးနောက်ကဲလက်သားရဲကြီးကိုလွတ်ပေးရန်ဆုံးဖြတ်ကြပါတယ်တက်ဆာကတိုက်ပွဲဝင်ဝစ်စုံဖြင့်ဒက်စ်ကိုတိုက်ခိုက်လိုက်ပါတယ်တိုက်ပွဲအတွင်းကဲလစ်လွတ်လာပြီးတက်ဆာကိုဝိုင်းမြိုလိုက်ပါတယ်သို့တော့တက်ဆာကတားရဲ၏ဘိုက်ထဲမှနေ၍ဘုံခွဲလိုက်သဖြင့်ကဲလစ်တေဆုံးသွားပါတယ်ဓာတ်ကတက်ဆာကိုအပိသက်တပ်ပစ်လိုက်ပါတယ်နောက်ဆုံးတွင်ဓာတ်သည်ရာယာပရိုင်းသို့ပြန်သွားပြီးတက်ဆာ၏ဦးခေါင်းကိုသူ့ဖခင်နဲ့ပြသပါတယ်နင်ဂျာကသူ့ကိုတက်ရန်ကြိုးစားတော့လဲဓာတ်ကပြန်လဲအနိုင်ယူခဲ့ပြီးကြီးပြင်းလာသောဘက်ကနင်ဂျာကိုစားပစ်လိုက်ပါတယ်ဓာတ်သည်သူ့ဖခင်၏ကိုပြောက်ဝတ်စုံကိုတင်းယူကာမျိုးနွယ်စုတစ်ကိုဥဆောင်ရန်ပြင်ဆင်လိုက်ပါတော့တယ်ဓာတ်ကတော့သူ့အဖေကိုအနိုင်ယူပြီးမျိုးနွယ်စုတစ်ကိုဥဆောင်သွားနိုင်ခဲ့ပါပြီဒါပေမဲ့ဒီဗီဒီယိုအဆုံးမှာပေါ်လာတဲ့သူ့အမေရဲ့အာဃာတရင်ကဘာကိုဆိုလိုတာဖြစ်မလဲနောက်ထပ်အပိုင်းတွေမှာဘာတွေဆက်ဖြစ်လာမလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုလေးကို like ပေးပြီးတငယ်ချင်းတွေစီ share ပေးပါဦးเนาะနောက်ထပ်ဇာတ်ကားကောင်းတွေနဲ့အမြန်ဆုံးပြန်လာခဲ့ပါမယ်